ပြန်လိုက်ကျစလိုက်မိုက်ရချန်နဲ့အခုတေးတော့စားတယ်မိုက်ခဲ့ချန်တယ်မှာချန်တယ်မှာအဲ့ကို like and subscribe လုပ်ထားပေးပါဦးခင်ဗျာအခုပဲကျွန်တော်အဲ့ဒီပါလေးစောင့်မယ်အခုအဲ့ကိုလည်းကျွန်တော်တို့လိုက်ပြပါမယ်ကိုပဲစားလိုက်ရအောင်စားလိုက်ရအောင်အခုကုညီပဲဆိုတော့ကျွန်တော်ရဲ့တငယ်ကြီးတိုက်ပြပါတယ်အခုဘာလိုက်ပြမလဲဆိုတော့အခုကျွန်တော်ပရမထန်လေးလိုက်ပြပါမယ်ပရမထန်ကနေလိုက်ပြပါမယ်အပြန်နေတကိုင်းအမဒီဇိုင်းအကလာကိုပြပါမယ်ဒီမှာဒီလိုပါဒုံလိုက်ကြည့်လိုက်ရအောင်အမပါအောက်ထက်ကြဲပြမကြဲဒါတော့အဲ့ရကနည်းနည်းကနေအမထူးခြားတာမရှိပါဘူးဒါတော့အဲ့ဒါတော့ဒါလူလက်တူပါတယ်ကျွန်တော်လည်းခွန်မတတ်ပါဘူးဒါတော့စာကြည့်ရပါမဝင်ပြတော့ပါဘူးဒါတော့ဘယ်နေလဲဆိုတော့ဘယ်ရောက်ဗျာအခုကျွန်တော်ဗာမီနေရတယ်ဆိုတော့ဗာမီမြင်ရတယ်ပဲဗျာခင်ဗျားတို့အမှုပါဒါအေးရပါလေတော့ဘာအေးဗျာခင်ဗျားတို့အမှုပါလားတော်ဆက်အခုကျွန်တော်ကမိတ်ဆက်ပေးတာဖြစ်ပါတယ်ပြီးမှနောက်တဲ့ဇာတ်လမ်းမှာကျွန်တော်နားဟဲ့ဇာတ်လမ်းမှာအေးပါလေးဆက်ပြမယ်ဘာလေးလုပ်ပြမယ်စတတ်ပြမယ်ဘာလေးလုပ်ပြမယ်ခင်ဗျာအားလုံးပဲစောက်တက်လိုက်ရအောင်